အားလုံးပဲမြင်ကြပါအခုဆိုရင်ဒီတူးနာမည်တော့မသိဘူးပေါ့နော်လက်ပါဖောက်ပြမယ်ပေါ့နော်လာဘူးလာဘူးတော့မဟုတ်ဘူးပေါ့နော်လာဘူးမဟုတ်လာဘူးကဟိုအတက်တဲ့ပေါ့ဒီမှာပေါ့နော်ဒါလေးပေါ့နော်အဲ့ဒါလေးပါရှင်းဒါလေးကိုဖောက်ပြပါမယ်ရှင်းခဏဒါတော့ဖပြီးသားဒါဒီဘူးကတော့ဖပြီးသားပေါ့အဲ့ဒါကိုကိုယ့်ဘက်ကိုဒီချွတ်ခဏနေရောဒီလိုဥစ္စာလေးနဲ့ပြန်လုံးရတာပေါ့နော်ကောက်ကိုအရင်ကြည့်လိုက်ရအချင်းဘလက်တဲ့ဒီမှာဘလက်လို့ရေးထားတယ်ဒီမှာပေါ့နော် BICK ဘလက်လို့ရေးထားတယ်အမဲရတယ်အမဲရတယ်တူဖတ်မယ်ဟာတူဖတ်မယ်ဒီမှာလည်းရုပ်ကပါသေးတယ်ပေါ့နော်အထဲမှာတော့အထဲမှာဒီနားလေးအဲ့လိုလက်ကြည့်အမြင်နေရတယ်ဒီလိုတော့အဲ့လိုလေးလက်ကြည့်မြင်ရတယ်ဖုန်းထဲမှာတော့မမြင်ရလောက်ထင်တယ်ဖတ်မယ်ဒါလေးဖတ်မယ် ready one ဖြည်းဖြည်းလေးဖတ်မယ်နော် ready one ဒီဘက်ကဖတ်မယ်လေအတခါလေးပြီးတော့ ready one ဟာအဲ့ဒီပြေသွားပြီကွာစီအောင်တူဖတ်လိုက်တာဒီကလေးဖတ်လိုက်ကျမရဲ့မလေးဖတ်လိုက်တာဒီလိုဖြုတ်သွားပြီအဲ့ဒီကညလုံးလိုက်မယ်ဒါလေးဟင်းနေကအမရောလေးချစ်စရာလေးဟိုမာကြီးဒီလိုလေးပေါက်သွားတာလေဒီဟာလေးပေါက်သွားတာဒီဥစ္စာလေးဒီအမဲလေးပါရှင်းဥပမာကြပါအမဲလေးပါရှင်းအဲ့ဒါဒီမာလေးသမီးတို့ကျင်တာဒီပန်းရလေးလဲရတယ်ဒီပန်းရလေးရဲ့ဒီဥစ္စာလေးရဲ့အဲ့ဒါလေးရဲ့ဒီဟာလေးစီကရမဟုတ်ပါဘူးဒီပန်းရဟိုအနုပတ်သွားတာပေါ့နော်ဒီမှာပါဒီပန်းရအနုပတ်သွားတာလေးရဲ့ဒီဘေးကမီးကိုရလေးရဲ့ဒီအမဲရလေးရဲ့ဒီအမဲရလေးရဲ့ဒီ secret လေးရဲ့လိုချင်တာသူလိုချင်တာဒီဟာလေးပါဒီအဝါလေးလိုချင်တာပါဒီမှာပေါက်သွားတာငါတော့ဒီအမဲလေးပေါက်သွားတာပါပထမဦးဆုံးပတ်တာဟိုအစ်ပေါ့နော်အစ်ဖတ်တော့ကြတော့အစ်ဖတ်တော့ကြတော့ဒါဒီဟာလေးပေါက်သွားတာဟုတ်ကဲ့ဒါလေးပေါက်သွားတာသူ့လိုချင်တာပေါက်သွားတာပေါ့နော်ဒီမှာပါမြင့်လို့အရာကားတယ်ဟိုပုံမှာပါတယ်လို့ပဲပေါ့နော်အဲ့ဒါလေးပါပါတယ်ရှင်းအဲ့လို